အချိန်မတန်ခင်စိမ်မခံမိပါစေနဲ့အနေငယ်ဘဝလွတ်မြောက်နိုင်အောင်ကြိုးစားပါဘသူမျက်နှာရိပ်မျက်နှာကဲမှကြည့်စရာမလိုတဲ့ကိုယ်စိတ်ကိုယ်ပိုင်တဲ့ဘဝဖြစ်အောင်ကိုယ်ဘဝကိုရက်တည်နိုင်အောင်ကြိုးစားပါထားရနေရမယ်ဆေးရသွားရမယ်သူကြည်ပြူတဲ့ခါစားလှုပ်ပေးနိုင်တဲ့ခါမျက်နှာသာရမယ်အကြိုက်လိုက်ပေးနိုင်တဲ့အခါအကောင်ပြောခံရမယ်ဆိုတဲ့မိကိုဆိုတဲ့ဘဝနီးဘယ်နေရာဘလို့ပတ်ဝန်းကျင်မှာကိုမှရေရှည်အစ်မပြေတာနော်ဒါကြောင့်လဲသောတာလာတာနေတာထိုင်တာစားတာတောက်တာပြောတာဆိုတာအိတ်ချင်တာနေမကောင်းဖြစ်ချင်တာအဲ့ဒါအဆရရသူများမျက်နှာကြည့်ပြီးမနေရအောင်လို့သူများစိတ်နဲ့ကိုယ်ခန္ဓာမဖြစ်ရအောင်ငယ်တော့အချိန်လေးရှိတော့မှကြိုးစားပါရှာဖွေပါစုဆောင်းပါအပျော်ပါလေးတွေကိုလျှော့ကြပါလို့မေတ္တာစေတနာအရင်ခံပြီးတော့လေအထူးပဲတိုက်တွန်းလိုက်ပါရစေ